ကြာပန်ရေးထားတဲ့တခြင်းမဟုတ်ပါဘူးဒီတခြင်းကကျွန်တော်ဒေါ်လာရေးတွေကထွက်လာတဲ့တခြင်းမှာကျွန်တော်တို့88ခုနှစ်အရေးခင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့နေဆက်မှာကျွန်တော်တို့ဒါပြောနေဆက်မှာပြောရမှာဆိုတောထဲမှာရေးခဲ့တဲ့တခြင်းပေါ့ကိုထွင်းနေတောထဲမှာရေးခဲ့တယ်ကျွန်တော်တို့ပြင်ပမှာလောက်တွင်းခဲ့တဲ့တခြင်းပေါ့ဘာလို့ဆိုပြည်တွင်းမှာတွင်းလို့မရတဲ့တခြင်းမှာနောက်ပြီးတော့ဒီတခြင်းကကျွန်တော်ကိုထွင်းနေနဲ့ကျွန်တော်နဲ့မှမဟုတ်ဘူးပေါ့ဒီတခြင်းကကျွန်တော်တို့ဒေါ်လာရေးပေါ့ဒေါ်လာရေးဆိုတာတော့မှကျွန်တော်တို့လုပ်တဲ့ဒေါ်လာရေးလက်နက်ကင်ဒေါ်လာရေးလုပ်တာပေါ့အဲ့တော့ဆိုတော့လက်နက်ကင်ဒေါ်လာရေးလုပ်ခဲ့တဲ့တခြင်းပေါ့ဒီတခြင်းကကျွန်တော်တို့အသက်ပေးသွားတဲ့ရဲဘော်တွေရှိတယ်နောက်ပြီးတော့ဒီတခြင်းကိုဆိုပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေရှိတယ်ပေါ့ဒီဟာသမိုင်းပေါ့ကျွန်တော်တို့